မက်ဆီအတွက်အကွက်ရွှေ့လိုက်တဲ့ဘက်ခံမင်္ဂလာပါရှင်ဂိုးဆာကအမ်မန်မှကြိုဆိုပါတယ်ဘောလုံးလောကသမိုင်းမှာအပားနဲ့ဆုံးအပြောင်းရွှေ့တစ်ခုလို့တောင်ပြောလို့ရပါတယ်လီယိုနယ်မက်ဆီအချိန်မတိုင်မီဘောလုံးလောကကနေအနားမယူသွားရအောင်တားဆီးပေးနိုင်တဲ့တူတဲသောကစားသမားကိုဒေးဗစ်ဘက်ခန်ကအင်တာမိုင်ယာမီစီခေါ်ယူဖို့ပြင်ဆင်နေပါပြီမကြသေးမီကတည်းမက်ဆီဟာအင်တာမိုင်ယာမီနဲ့3နှစ်စာချုပ်သစ်ထပ်မံလက်မှတ်ရေးထိုးခဲ့ပါတယ်သတင်းမီဒီယာတွေမှာလည်းဒီယာတီဟာရိုနယ်ဒိုရဲ့နောက်ဆုံးယာတီဖြစ်လာနိုင်ပြီးမက်ဆီကတော့နောက်ထပ်2နှစ်လောက်ဆက်ကစားရင်ရိုနယ်ဒိုရဲ့သွင်းကိုစံချိန်ကိုတောင်တေချာပေါက်ချိုးဖြတ်နိုင်လိမ့်မယ်လို့ခန့်မှန်းထားကြတာဖြစ်ပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကမက်ဆီဟာသူ့ရဲ့ဖခင်ဖြစ်သူဆုံးမသွားခဲ့ပြီးနောက်ပိုင်းစိတ်ထိခိုက်မှုဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရပါတယ်။ဒါကြောင့်လေအင်တာမိုင်ယာမီအသင်းဘက်ကမက်ဆီဟာဘောလုံးလောကကနေကာလအပိုင်းအခြားတစ်ခုထိဆက်သွယ်ဖြတ်ပြီးအနားယူမယ်လို့တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။အချို့သောသတင်းတွေမှာဆိုရင်မက်ဆီဟာဘောလုံးလောကကနေထာဝရအနားယူသွားနိုင်တယ်ဆိုပြီးတောင်ဖော်ပြလာကြတာပါ။ဒါပေမဲ့ဒေးဗစ်ဘက်ခန်ကတော့ဒါကိုဒီအတိုင်းထိမနေပါဘူး။မက်ဆီရဲ့စိတ်ခွန်အားကိုပြန်လည်နိုးထလာစေဖို့အတွက်ဘာစီလိုနာခစ်ကတွဲဖက်ဟာနေမာကိုအင်တာမိုင်ယာမီစီခေါ်ယူဖို့သဘောတူညီမှုရယူနေပြီလို့သိရပါတယ်။လက်ရှိမှာမက်ဆီနဲ့ဆွာရက်စ်ဟာအင်တာမိုင်ယာမီမှာတွဲဖက်ခြေစွမ်းပြနေကြပြီးနေမာသာထက်ရောက်လာခဲ့ရင်နာမည်ကြီးဂန်နဝင်း MSN တိုက်စစ်အစုအဖွဲ့ကိုနောက်ဆုံးတစ်ခေါက်ပြန်လည်မြင်တွေ့ရမှာဖြစ်လို့ပြည်သက်တွေကတော့အတော်လေးရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။သူတို့ပြန်လည်တွဲဖက်ကစားတာကိုမိတ်ဆွေတို့ရောမြင်ချင်နေကြပြီလား။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါဦး။